အခုလော TikTok တုံးရုံနဲ့ကိုဗီဒီယိုတွေမှာ view လုံးဝမတက်တာ like တွေ0ထိနေတာမျိုးကြုံနေရပါသလားဒါမှမဟုတ်ကိုရမယ့် rewards တွေပျောက်နေလို့စိတ်ပူနေပြီလားဒါဟာတင့်ဖုန်းကြောင့်မဟုတ်သလိုတင့် account shadow ban ထိတာလည်းမဟုတ်ပါဘူးတကယ်တမ်းဘာတွေဖြစ်နေတာလဲဆိုတာကို Amazing News ကနေအမြင့်ဆုံးတင်ဆက်ပေးလိုက်ပါတယ်တကယ်တော့ဒါဟာ American နိုင်ငံမှာရှိတဲ့ TikTok ရဲ့ data center တစ်ခုမှာလျှက်စင်မီရုတ်တရက်ပြတ်တော့သွားတာကြောင့်ဖြစ်ရတဲ့နီးပညာပိုင်းဆိုင်ရာ error တစ်ခုပဲဖြစ်ပါတယ်အခုဖြစ်နေတာ views နဲ့ likes တွေ0ပြနေတာဟာ display error တာဖြစ်ပြီးသင်ရဲ့အချက်လက်တွေကတော့ပျောက်ပြက်မသွားပဲလုံခြုံစွာရှိနေပါတယ် TikTok ဘက်ကလည်းဒါကိုအတည်ပြုထားပြီးအမြန်ဆုံးပြန်ကောင်းအောင်လှုံ့ဆော်နေပြီးဖြစ်တာကြောင့် content creator တွေအနေနဲ့အရန်ကြီးစိတ်ပူစရာမလိုဘူးလို့သိရပါတယ်ဒီတော့တငယ်ချင်းတို့ရဲ့ TikTok account တွေမှာရောအခုလို view တွေ0ဖြစ်နေတာမျိုးကြုံနေရပြီလားဘယ်လို error တွေထပ်တွေ့နေရလဲဆိုတာကို comment မှာတစ်ချက်လောက်ဝေမျှပေးခဲ့ကြပါဦးTikTok တုံးတဲ့တငယ်ချင်းတွေစိတ်မပူရအောင်လေဒီဗီဒီယိုလေးကို share ပေးဖို့မမေ့နေဘူးနော်အခုလိုနီးပညာသတင်းတွေနဲ့ထူးထူးခြားခြားသတင်းတွေကိုသိရဖို့ Amazing News Channel ကိုလည်း follow လုပ်ထားကြပါဦးအားလုံးလည်းအဆင်ပြေချောမွေ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ